မိပုံညာနိဗ္ဗာန်တဖြစ်စေရောဟောတိရှင်ဘုရားတပည့်တော်တို့ဤဝေဒမိယေရှုဝေဒမိကလာယံခါနာဘုရားမရှိသောသံဃာတော်ကိုဤပရိခေယဤရှိဖြာနှင့်ဤစွမ်းဝဲကိုတရားကြည့်ပြုတရားဝေဖြူပေးလူကြပါ၏ရှင်ဘုရားဤကောင်းမှုသည်ဝိနည်းရှိကောင်းရာကောင်းကြောင်းကျိုးထွေဖြစ်စေနိုင်သလိုတို့ဤတပည့်တော်တို့ဤမိသားစုအတွက်လည်းအသက်ရှိကြမှာရန်ကွာ၍ကောင်းသောစန္ဒပြေဝကြ၍ဒုက္ခခတ်သိမ်းအင်းရမန်ယနေ့ပင်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေသာရှင်ဘုရား